ရာအလုံးပြီးဆုံးသွားပြီးဖြစ်ပေမဲ့ဂျားထဲမှာဖြစ်ခဲ့တဲ့အကြောင်းအရာလေးတချို့ရှိလို့နေခဲ့ပါတယ်အဲ့ဒါကတော့ညီဖြစ်သူစီကထိနှက်လူခံလာရတဲ့ပိုးကြီးဟာမြေအောက်တိုင်းပြည်ကဒတ်စပါစီရောက်လာပြီးအတိုင်းခိုက်ပညာကိုလေးလာသိယူခဲ့တာကြောင့်သူ့ရဲ့လေ့ကျင့်မှုကအခုဆိုအတော်လေးတိုးတက်မှုရှိနေသလိုခါခဲရဲ့အကူအညီတွေကြောင့်လည်းတိုးတက်မှုကမြန်ဆန်လျက်ရှိနေပါတယ်သူတို့နှစ်ယောက်မနှက်စာပြင်ပြီးချိန်မှာဒတ်စပါအခန်းကနေအော်တန်ကြီးကြားလိုက်ရလို့အပြေးလေးလာကြည့်ကြပြီးဒတ်စပါတယောက်သူ့မျက်နှာပေါ်မှာမှဲကြောင်တစ်ခုပေါက်လာတာကြောင့်အလားတရားကိုမြန်လို့တဲ့ဒတ်စပါအတွက်ကဘာပြတ်လို့သလိုပါပဲသူပိုးကြီးကိုစမ်းမလေးကျင်းနိုင်တော့ဘူးလို့ပြောလာပြီးမှဲကြောင်ပြအောင်အေးဝအောင်ပြန်အိမ်မယ်လို့ပြေးနေတာကြောင့်ခါခဲလဲဒတ်စပါကိုအသေးသက်တားပါတော့တဲ့မှဲကြောင်ပြအောင်ဟင်းသီးဟင်းရွက်စားကြည့်ဖို့ဒတ်စပါကိုအကြံပေးလိုက်ချိန်မှာဒတ်စပါတယောက်ရုတ်တရက်ထကုန်လာပြီးသူ့မို့တစ်မျိုးကိုမှတ်မိကြောင်ပြောပြလာပါတယ်အမိုကရှရာကတ်လို့အမိရပြီးအမိုကိုစားလိုက်တာနဲ့စားလိုက်တဲ့သူကိုနူးပြုတ်လန်ဆန်ပဲရစ်အစွမ်းတို့ပြုံမြင့်မှုတို့ကိုပေးနိုင်တယ်မို့ပါဒတ်စပါလဲသူ့ရတော့အထက်ထက်မိကန်တစ်တာတွေကရွှေတင်းကားတစ်ပြားကိုခါခဲစီပေးလိုက်ပြီးမှုဝဲဖို့ထွက်ခိုင်းသလိုဘိုးကြီးကိုလည်းလေးချင်းစင်မေဖို့ပြင်ပါတော့တယ်ဈေးထဲရောက်လာတဲ့ခါခဲတယောက်စိုင်တိုင်းမှာမှုကိုလိုက်ရှာပေမဲ့မတွေ့ခဲ့ပဲဆိုင်ရှင်တယောက်ရဲ့အဆိုအရအဲ့လိုရှားပါမှုမျိုးကတော်ထဲမှာပဲရှာလို့ရကြောင်းသိလိုက်ရပြီးခါခဲလဲဘိုးကြီးရဲ့လေးချင်းရေအောင်မြင်မဲ့ဆိုတဲ့စိတ်နဲ့တော်ထဲမှာမှုရှာဖို့ထွက်ပါပြီးတပတ်ကဘိုးကြီးကိုလေးချင်းပေးနေတဲ့ဒတ်စပါကတော့နေအောင်မရှိတဲ့မြေအောက်ကဘာမှာသူ့ကိုနေအောင်ထိုးမှဆိုလို့ထေးတွေပါစောင်းနေပြီးအဝတ်စားကိုပါလုံလုံခြုံခြုံဝတ်ထားပြီးအသားရည်ကိုအပြေဝါကာဝယ်နေပါတော့တယ်ခါခဲတယောက်တော်ထဲမှာရောက်လာပြီးတားရဲတွေကိုကြောက်နေချိန်မှာသူရှိကဝုန်းဝုန်းကြီးတကောင်ပြေးလာတာတွေ့လိုက်ရတဲ့အပြင်ဝုန်းဝုန်းကြောဘောကအဖွားအုပ်တယောက်ကိုလည်းတွေ့လိုက်ရပါတယ်ခါခဲအဖွားအုပ်ကိုကယ်ဖို့တစ်ပြစ်မော်ပြေးတက်ပြီးဝုန်းဝုန်းမျက်လုံးကိုအုပ်လိုက်ချိန်မှာတော့ဝုန်းဝုန်းလည်းကြောက်တဲချော်ချသွားပြီးခါခဲကတော့အဖွားအုပ်ကိုကယ်ပေးထားလိုက်တာကြောင့်အဖွားအုပ်ကဘာတန်ရမှမရသွားပါဘူးခါခဲလည်းအဖွားအုပ်ကိုနှုတ်ဆက်ပြီးထွက်သွားဖို့ပြင်လိုက်ချိန်မှာအဖွားအုပ်ကခြေထောက်နာသွားတာကြောင့်လမ်းမလျှောက်နိုင်တော့ကြောင်းပြောလာပြီးအိမ်မြန်ပို့ပေးဖို့ပြောလာပါတယ်ကျင်နာတဲ့ခါခဲလည်းအဖွားအုပ်ကိုသူမအိမ်မြန်ပို့ပေးလိုက်ပြီးတော်ထဲမို့သွားချတော့မှမလို့ထွက်သွားတော့မဲ့အချိန်မှာအဖွားအုပ်ကသူမခြေထောက်နာနေတာကြောင့်အိမ်တန်ရှင်းလုပ်ပေးသွားပါလားလို့ခါခဲကိုတောင်းဆိုလာပါတယ်ခါခဲလည်းကျင်နာတဲ့ကလေးပြီးအဖွားတောင်းဆိုတဲ့အတိုင်းအိမ်တန်ရှင်းရပြီးအဝိရှော်ပြီးတီးပြစားပင်းတွေပါစိုက်ပေးခတ်လိုက်သေးတာကြောင့်သူအိမ်အလုပ်တွေအားလုံးလုပ်ပေးပြီးသွားချိန်မှာမိုးတော်ချုံနေပါပြီအဖွားအုပ်ကသူမဒဇင်ကိုပြင်ပေးစေချင်ပေမဲ့ခါခဲလဲသူ့ဘဘဲမထုတတ်တာကြောင့်မပြင်ပေးတဲ့ကြောင့်ရှင်းပြလိုက်ပြီးသူ့တငယ်ချင်းအတွက်မိုးတဝင်းလောက်လိုနေတာမလို့သွားတော့မယ်လို့အဖွားအုပ်ကိုပြောလိုက်ပါတယ်ခါခဲခက်လက်လက်ရောက်လာချိန်မှာအဖွားအုပ်ကလှမ်းခေါ်လိုက်ပြီးသူမလှုပ်ထားတဲ့ပန်ကိတွေများနေတာမို့တငယ်ချင်းတွေနဲ့အတူတူစားဆိုပြီးပေးလိုက်ပါတယ်ခါခဲပြန်ရောက်လာချိန်မှာတော့ဘိုဂျီနဲ့ဒတ်စပါတို့ကလေးချင်းရင်လှုပ်ပြီးကြပြီဖြစ်ပြီးခါခဲကိုမှုတွေရခဲ့လာလို့ဒတ်စပါမေးလာချိန်မှာခါခဲလဲသူမိုးတွေကိုဘာမှဝယ်လို့မရခဲ့တာကြောင့်တော်ထဲထိသွားခဲ့တာတော့မရခဲ့ကြောင်းပြောပြလိုက်ပါတယ်ဒါအပြင်အဖွားအုပ်ကိုကူညီပေးနေခဲ့တာကြောင့်နောက်ကျသွားတာဖြစ်ကြောင်းပြောပြလိုက်ပြီးဒတ်စပါလဲခါခဲစီကနေအနံ့ဝင်ဝင်လေးရလိုက်တာမလို့ခါခဲပါတွေယူလာသေးတယ်လို့မေးလိုက်ပါတယ်ခါခဲလဲအဖွားကိုပေးလိုက်တဲ့ပန်ကိတ်ကိုထုတ်ပေးလိုက်ချိန်မှာတော့ဒတ်စပါတယောက်ဒီပန်ကိတ်ကရှယ်တာကတ်မိုးနဲ့လှုပ်ထားတဲ့ပန်ကိတ်မှန်သိလိုက်ရပြီးအရန်ပြော့သွားပါတော့တဲ့ဘိုးကြီးကိုလေ့ကျင့်ပေးနေတဲ့ဒတ်စပါတယောက်သူ့ရဲ့ရွှေတင်းကားတွေကိုရေတွက်နေခဲ့ပြီးပတ်စံမလောက်တော့ဘူးဆိုတာသိလိုက်ရတာကြောင့်ဘိုးကြီးနဲ့ခါခဲကိုအလုပ်လုပ်ပြီးပတ်စံရှာဖို့ပြောလာပါတယ်ခါခဲကတော့ဘိုးကြီးကိုလေ့ကျင့်မှုသာလုပ်စေချင်ပြီးသူပဲအလုပ်လုပ်မယ်လို့ပြောလိုက်ပေမဲ့ဒတ်စပါကဘိုးကြီးကိုလူမှုရေးပါသိစေချင်တာကြောင့်အလုပ်ရှာဖို့လွတ်လိုက်ပါတော့တဲ့ခါခဲလည်းပန်းဆိုင်မှာလူလိုနေတာတွေ့လိုက်ရတာကြောင့်ပန်းဆိုင်မှာအလုပ်ဝင်လုပ်ကြပေမဲ့ဘိုးကြီးကပန်းအိုးတိုးတောင်မမနိုင်တာကြောင့်ဆိုင်ရှင်ကသူတို့တယောက်ကိုအလုပ်ဖြုတ်လိုက်ပါတယ်စားတောက်ဆိုင်မှာဇဝဲတို့ဝင်လုံးကြပြန်တော့လေဘိုးကြီးကနားမကြရတာကြောင့်ဧည့်သည်တွေလမ်းခေါ်တာကိုမသိတော့ပါဘူးဒါကြောင့်ဆိုင်ရှင်ကသူတို့ကိုအလုပ်ဖြုတ်လိုက်ပြန်ပြီးခါခဲလဲဘိုးကြီးနဲ့ကိုက်မဲ့အလုပ်ကိုစဉ်းစားကြည့်လိုက်ချိန်မှာဘိုးကြီးရဲ့ကျွမ်းကျင်မှုဖြစ်တဲ့ရှောင်းနိုင်တဲ့စကေးကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်ဘိုးကြီးကိုထိအောင်ပြစ်နိုင်တဲ့သူကိုရွှေတင်းကား100ပေးမယ်လို့ခါခဲကြော်ညာလိုက်ပြီးတခါပြီးကြေးတင်းကား10ပြားပါပေးရမှာပါလူတွေလည်းဘိုးကြီးကိုပြစ်ဖို့တန်းပါစီနေကြပြီးဘိုးကြီးတဲ့အားလုံးကိုရှောင်နိုင်နေတာကြောင့်သူတို့ရှာလို့ရတဲ့ငွေကအိတ်ကြီးတဲ့အိတ်ကိုရှိနေပါပြီအဲအရင်စင်းရတဲ့ကလေးမလေးတယောက်ကသူမမရှိတဲ့ပတ်စံလေးနဲ့ဘိုးကြီးကိုပြစ်မယ်လို့ပြောလာပြီးခါခဲလဲကလေးမလေးကိုပတ်စံမကုန်စေချင်တာကြောင့်မပြစ်ဖို့ပြောလိုက်ပေမဲ့ကလေးမလေးပြစ်မယ်ပဲပြောလာတာကြောင့်ဘိုးကြီးကိုတမင်အထိမခံလိုက်ဖို့ခါခဲလဲကြိုးတောင်းလိုက်ရပါတယ်ကလေးမလေးကို3ကပြစ်ခွင့်ပေးလိုက်ပေမဲ့3ကစလုံးကဘိုးကြီးကိုတစ်ခါမှမထိသွားပါဘူးကလေးမလေးလည်းအိမ်မြန်သွားခဲ့ပြီးဘိုးကြီးတို့လည်းတနာလို့လိုက်ကြည့်ကြတော့ကလေးမလေးကသူမအမေဆေးဘိုးကိုတုံးလိုက်တာမှန်သိလိုက်ကြပြီးကလေးမလေးလည်းသူမအမေကိုပတ်စံအများကြီးနဲ့ဆေးကုပေးခြင်းခဲ့ပေမဲ့အခုတော့ဆေးဝယ်ဖို့တော့မရှိတော့ပါဘူးခါခဲတို့လည်းတနာသွားကြပြီးဒတ်စပါကိုပတ်စံအထုတ်လိုက်ကြီးပေးလိုက်ချိန်မှာသူတို့တွေကလေးမလေးကိုကူညီခြင်းကြောင့်ဒတ်စပါကိုပြောလိုက်ပါတယ်ဒတ်စပါလည်းကလေးမလေးတို့အိမ်ကိုသွားခဲ့ပြီးကလေးမလေးရဲ့အမေကိုဆေးကုဖို့ကူညီပေးခဲ့သလိုကလေးမလေးကိုလည်းစာသင်ကြားပေးခဲ့ပါတယ်ကလေးမလေးကြီးလာပြီးပတ်စံရှာနိုင်တဲ့တနေ့မှာသူမအမေဆေးဘိုးကိုပြန်ဆက်ခိုင်းသွားမှာပါလောကကြီးမှာဘယ်ရာကမှအလကားမရတာကြောင့်ပါပဲဘိုးကြီးတို့တွေမြောက်တိုင်းပြည်ကနေသူတို့ရဲ့နန်းတော်ကိုလာကြတဲ့ခရီးမှာထူးဆန်းတဲ့ဖြစ်ရတွေဖြစ်ခဲ့ကြပါသေးတယ်လမ်းခရီးကရှည်လွန်တာကြောင့်သူတို့အဖွဲ့တွေညာအိဖို့ခရီးတစ်ထောက်နာကြပြီးခါခဲတဲ့ဘိုးကြီးတို့ကိုလည်းအဝေးကြီးရှောင်မသွားပဲအဖွဲ့နဲ့ပဲအတူနေဖို့ခေါင်းဆောင်ကမှားထားပါတယ်အကြောင်းကတော့ဒီနားတဝဲမှာတားရဲကောင်ကြီးတွေရှိနေတာကြောင့်အန်ရရှိမှဆိုလို့ပါပဲသူတို့အားလုံးတရေအိတ်နေကြခြင်းခါခဲလဲအပွားပါသွားဖို့ထွက်လာပြီးသူကိစ္စရှင်းပြီးတော့ပြန်ထွက်လာချိန်မှာတောင်နရံဘော်ကဖြတ်သွားတဲ့တားရဲကြီးရဲ့အရေးကိုမြင်လိုက်ရပါတော့တဲ့ခါခဲလဲကြောက်လန့်သွားခဲ့ပြီးချက်ချင်းဆိုသူတို့ဘိုးကြီးကိုတွားနှိုးလိုက်သူတားရဲကောင်ကြီးကိုတွေ့ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်ဘ
ဘိုးကြီးလည်းတားရဲကောင်ကြီးကိုကြည့်ဖို့ထွက်လာပြီမဲ့သူတို့ရောက်လာချိန်မှာဘာတားရဲကောင်ကြီးမှမရှိတော့ပဲအဲ့အစားလူ3ယောက်တနေရာကိုထွက်သွားတာကိုသာတွေ့လိုက်ရပါတယ်အဲ့လူတွေတားရဲကြီးနဲ့တွေ့နေမှာဆိုတော့ကြောင့်ခါခဲတို့လည်းသူတို့နောက်ကလိုက်သွားကြချိန်မှာအိမ်တလုံးကိုတွေ့လိုက်ကြပြီသူတို့အိမ်ထဲဝင်လာချိန်မှာတော့တအိမ်လုံးကဖြက်စီးခံရမယ်တွေ့လိုက်ရပါတော့တယ်ပုံးနေကြတဲ့မိသားစုတွေကိုလည်းတွေ့လိုက်ရတော့ခါခဲလည်းဒီအိမ်ကိုတားရဲကြီးဝင်သွားတာပဲလို့ထင်လိုက်ပြီအဲ့အချိန်ဓမြယုံတဲ့လူ3ယောက်ကသူတို့ဓာကြံငယ်လို့လာပြန်ယူကြတာတွေ့လိုက်ရတော့ဒီလူတွေကတားရဲကြီးရန်ကနေမိသားစုတွေကိုကယ်ပေးခဲ့တာပဲဖြစ်မယ်လို့ခါခဲနဲ့ဘိုးကြီးထင်လိုက်ကြပါတယ်ဒါပေမဲ့သူတို့ရှေ့က3ယောက်ကဘိုးကြီးရဲ့တရဖို့အတုလေးကိုယူလာကြပြီဓမြတိုက်လာကြတာကြောင့်ခါခဲတို့လည်းဒီလူ3ယောက်ကဓမြတွေမှသိလိုက်ရပါပြီဘိုးကြီးရဲ့ဓာဆွဲရင်နဲ့ဓမြ3ယောက်ကိုအသာလေးနိုင်ပေမဲ့အဲ့ထဲကတယောက်ကခလေးမလေးကိုတစားကန်လှုပ်ထားတာကြောင့်ဘိုးကြီးလည်းလက်နက်ချပြီးလိုက်ပြီးသူ့လက်နက်ကိုဓမြတွေကသိသွားကြပါတယ်အဲ့ဒီအဖမ်းခံရတဲ့ခလေးမလေးကဓမြရဲ့လက်ကိုကိုက်ထည့်လိုက်ပြီးဓမြတွေသတိလက်လို့ဖြစ်သွားချိန်မှာခါခဲကစိုးကျင်တွေနဲ့ပြစ်လိုက်တာကြောင့်ဘိုးကြီးလည်းစိုးညွန့်တစ်ခုကိုယူပြီးဓမြကိုသတိလက်သွားအောင်လှုပ်လိုက်ပါတော့တယ်ဓမြနောက်တစ်ယောက်ကလည်းထွက်ပြေးသွားပြင်မဲ့ဝဝေးမပြေးလိုက်နိုင်ခင်မှာပဲတားရဲကောင်ကြီးကိုတွေ့လိုက်ရတော့ကြောက်သွားတဲ့အပြင်ဘိုးကြီးကလည်းတိုက်ခိုက်လာတာကြောင့်သတိပေးသွားပါတော့တယ်အမှန်တော့တားရဲကောင်ကြီးဆိုတာခေါင်းဆောင်ဖြစ်နေပြီးခေါင်းဆောင်တို့လည်းဘိုးကြီးတို့ကိုလိုက်ချနေကြတာပါခါခဲတွေ့ခဲ့ရတဲ့တားရဲကောင်ကြီးကတကယ်တော့ခေါင်းဆောင်အိမ်မက်ထားရောက်ပြီးလမ်းလျှောက်တုန်းကတွေ့လိုက်ရတဲ့အရေးကြီးပါနောက်နေ့မှာတော့ဘိုးကြီးတို့ခရီးထက်ဆက်လာကြပြီးဒီတစ်ခါမှသဲပုံနိုင်နဲ့ကြုံရပါတော့တယ်တခုထူးခြားတာကတော့သဲပုံနိုင်အပြီးမှာ OAC တစ်ခုကိုတွေ့လိုက်ရတာပါပဲသူတို့အားလုံး OAC လေးထက်ကိုဝင်လာကြပြီးတောအုပ်တွေတစ်ခုမှထူးဆန်းတဲ့အကောင်ငယ်လေးတွေရှိနေတာတွေ့လိုက်ကြရပါတယ်ဖြစ်ကျင်တော့အဲ့ကျင်အကောင်လေးတွေနဲ့ပုံစံတူတဲ့အကောင်ကြီးတစ်ကောင်ရောက်လာပြီးခေါင်းဆောင်တို့လည်းသတိအနေထားမှာတိုက်ခိုက်ဖို့အသင့်ပါပဲအကောင်ကြီးကသူတို့စီလာနေတာကြောင့်ခေါင်းဆောင်တို့အဖွဲ့တွေလည်းခြားကြပေမဲ့လက်နဲ့မတိုးတဲ့အပြင်ဘိုးကြီးရဲ့ဓာလေးနဲ့လည်းတော့တိုက်ခိုက်လို့မရပါဘူးအဲ့ကျင်လေးစင်နှမောင်တို့ကောင်းကင်ကနေနောက်ကောင်တစ်ကောင်ရောက်လာပြီးတောအုပ်ထဲမှာရှိတဲ့အကောင်တွေအားလုံးကိုဆွဲခေါ်လာပါတော့တယ်သူတို့တဲပုံထဲကပြောင်းလာချိန်မှာတော့ OAC ကဘယ်ရောက်လို့ဘယ်ပေါင်မှတော့မတွေ့ရတော့ပဲဘိုးကြီးတို့လည်းနန်းတော်စီခရီးစက်နေကြပါတော့တယ်ဒိုင်တာရဲ့ခန္ဓာကိုယ်ကိုယူပြီးအသက်ပြန်ရှင်လာခဲ့တဲ့ပိုးစုကဟီလင်းကိုအဝေးတနေရာကိုခေါ်ထုတ်သွားခဲ့ပြီးဟီလင်းကတော့သူမသားကိုကယ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ပြန်လိုလာခဲ့ပါတယ်သူမသဘောတိုင်းသားဆိုနန်းတော်ကိုအခုချက်ချင်းပြန်ကြည့်ပေမဲ့ဒိုရှိကတော့သူမကိုမပြန်ခိုင်းပါဘူးသူတို့အခုပြန်သွားရင်လည်းဘိုးစုကိုရှင်းနိုင်မှာမဟုတ်ပဲသူတို့ဘက်မှာမဟာမိတ်တွေလည်းမရှိဘူးလို့ဒိုရှိပြောလာပါတယ်ဟီလင်းလည်းသူမမှာအရန်ခင်မရတဲ့တငယ်ချင်းရှိနေတာကိုသတိရလိုက်ပြီးအဲ့တငယ်ချင်းစီအကူကြီးတောင်းဖို့ထွက်လာပါတော့တယ်သူမအကူကြီးတောင်းဖို့လာချတဲ့တငယ်ချင်းကတော့အန်လို့အမိရတဲ့တိုက်ခိုက်ရဲ့အမျိုးသမီးတယောက်ဖြစ်ပြီးဟီလင်းရဲ့အခြေအနေကိုနားလဲပေမဲ့သူမမှာလည်းကာကွယ်ရမယ့်အရာတွေရှိပါသေးတယ်ဒီရွာနဲ့ခလန်းလက်တဲ့နေရာမှာဓမြအုပ်စုရှိပြီးရွာကိုအချိန်မရွေးလှန်တိုက်ခိုက်နိုင်တာကြောင့်သူမရွာကနေထွက်သွားလို့မရပါဘူးဒါကိုကြောက်တော့ဟီလင်းလည်းဓမြတွေကိုတွားရှင်းကြမယ်လို့ပြောလာပြီးဓမြတွေလာတိုက်တာကိုသာစောင့်နေရင်အန်တယောက်ဒီရွာကနေတော့ထွက်လို့မရတာကြောင့်ဓမြတွေကိုတခါတည်းရှင်းပြလိုက်ပါတော့မယ်သူတို့လေရောက်တဲ့ဓမြတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပြီးလိုအပ်တဲ့ပစ္စည်းတွေနဲ့အတူဓမြတွေရှိတဲ့တောင်ကိုတခီးထွက်လာကြပါပြီအဲ့ဒီအန်တို့3ယောက်ကလည်းဓမြတွေကိုတိုက်ခိုက်လာကြပြီးဓမြဘို့လည်းအထက်ကနေထွက်လာပြီးအန်တို့ကိုပြန်တိုက်ခိုက်လာပါတယ်။ဒဏ်ရာတွေရထားပြီးမလုံနိုင်တော့တဲ့ဓမြဘို့ကိုဟီလင်းကပြန်ကူးသားပေးခဲ့ပြီးဓမြဘို့ကအခုကစားပြီးရွာအတွက်ကောင်းကျိုးထမ်းဆောင်ပြီးနောက်တစ်ခါဒူးစရိုက်မှုတွေမလုပ်တော့ဘူးပြောလိုက်ပါတယ်။တကယ်လို့ဓမြဘို့သာဒူးစရိုက်မှုတွေထက်လို့ရအနာကပြန်ပွင့်လာပြီးသွေးထွက်လို့မသိရလိမ့်မယ်လို့လည်းပြောလာပါတယ်။အကိစ္စပြီးတဲ့နောက်မှာဓမြဘို့ကရွာထဲမှာကူညီပေးတဲ့သူတယောက်ဖြစ်လာပြီးဟီလင်းကတကယ်တော့သူ့ကိုရှောက်ပြောခဲ့တာမှသိဖို့မရပါဘူး။ဒိုင်တာအကြောင်းပြောရမယ်ဆိုဒိုင်တာကသူ့မိဘတွေနဲ့သူ့ကိုဘိုးကြီးကိုအရန်ချစ်ခဲ့တဲ့ကလေးတယောက်ပါဘိုးကြီးလေးအတိုက်ခိုက်ပညာကိုသိယူနေချိန်ဒိုင်တာကတော့သူ့မိခင်စီကကုသရေးအစွမ်းကိုသိယူချင်နေခဲ့ပါတယ်တနေ့မှာတော့ဘိုးကြီးတယောက်လေးကြီးရင်မလုပ်ပဲနန်းတော်နေရန်ကနေထွက်သွားတာကိုဒိုင်တာတွေ့လိုက်ရပြီးဒိုင်တာလည်းသူ့ကိုနောက်ကနေလိုက်ပါတော့တယ်သူတို့နှစ်ယောက်တော်ထဲရောက်လာချိန်မှာဒိုင်တာကရှေ့ဆက်မသွားတော့ဘူးဘိုးကြီးကိုပြောလိုက်ပြီးသူတို့ညီကိုနှစ်ယောက်တော်ထဲမှာစောင့်နေကြပါတော့တယ်ဖြစ်ချင်တော့မိုးရွာလာတာကြောင့်ဒိုင်တာလည်းမိုးချင်းတန်းကိုကြောက်နေပြီဘိုးကြီးကတော့သူ့ညီကိုမကြောက်ဖို့ပြောရင်လက်လေးကိုကင်လာပါတယ်ရှက်သွားတဲ့ဒိုင်တာလည်းဘသူကကြောက်နေလို့လဲဆိုပြီးဘိုးကြီးကိုတုံးထုတ်လိုက်ချိန်မှာဘိုးကြီးတယောက်တောင်သားအောက်ကိုပြုတ်ကျသွားပါတော့တယ်ဘိုးကြီးပြန်မထားတော့တာတွေ့ပြီးဒိုင်တာလည်းစိတ်ပူသွားတာကြောင့်ချက်ချင်းဆိုသူတို့သူ့မလိုက်စင်ပါတော့တယ်ဘိုးကြီးတတိပြန်ရလာချိန်မှာဒိုင်တာတယောက်တောင်သားဘောကနေပြုတ်ကျလာပြီးဘိုးကြီးကလည်းခြေထောက်တရာရထားပါတယ်ဒိုင်တာလည်းသူ့အကူရဲ့ခြေထောက်ကိုကုသရေးမော်သုံးပြီးကုသပေးဖို့ကြိုးစားလာပြီးဒီတစ်ခါမှာတော့ဒိုင်တာရဲ့ကုသရေးမော်ကအလုံးဖြစ်သွားပါတော့တယ်သူတို့နှစ်ယောက်ရဲ့နေရာကနေအလင်းတွေထွက်လာပြီးဒိုင်တာကိုကုသပေးလိုက်တဲ့ဒိုင်တာလည်းသတိလစ်သွားပါတော့တယ်ဒိုင်တာပြန်ထိုးလာချိန်မှာနန်းတော်ကိုပြန်ရောက်နေပြီးဘိုးကြီးရဲ့ခြေထောက်ကလည်းကောင်းသွားပါပြီဒါအပြင်သူကုသရေးမော်ကိုသုံးနိုင်သွားပြီမလို့ဒိုင်တာကျင်းနဲ့ပျော်ရွှင်နေပါတော့တယ်